လှဲသမားရဲ့အတွေးမျိုးဘယ်တော့မှမတွေးနဲ့လှဲသမားဟာသူသွားမဲ့လမ်းကိုဘယ်တော့မှမကြည့်ဘူးသူကသူမောင်းသွားတာနော်လမ်းကောင်းလားလမ်းမကောင်းလားကြွတင်ပြင်ဆင်မှုမရှိဘူးလို့ဆိုလိုတယ်ပေါ့လှဲသမားလို့အတွေးမျိုးမတွေးနဲ့တဲ့နော်သို့မဟုတ်လှဲသမားဟာလမ်းကြလို့ရှင်လဲဝင်ရိုးကျိုးနေတာတို့အဖြစ်နေတာတို့ဒုက္ခတွေရောက်တာမျိုးကြွတင်ပြင်ဆင်မှုမရှိဘဲနဲ့လှုပ်လို့ရှိရင်လမ်းမှာဒုက္ခရောက်တာများလှဲသမားရဲ့ကြုံတွေ့ရတဲ့ဒုက္ခမျိုးတွေဖြစ်လို့မြတ်စွာဘုရားလှဲသမားကိုဥပမာပေးဟောတာနော်မန္တာဓီရောပရကမေစိတ်ကူးနဲ့မလုံနဲ့တဲ့ဘယ်ကိစ္စပဲဖြစ်လှဲသမားဟာဘာမှမတွေးဘူးမောင်းရရင်မောင်းမယ်ဆိုတဲ့ပုံစံနဲ့သွားတယ်ပညာရှိတဲ့ပုဂ္ဂိုလ်ကတော့ကိုယ့်အကိုဆင်ញင်စဉ်းစားပြီးကြွတင်ပြင်ဆင်မှုတွေလုပ်ထားကြိုးစားအထောက်ဘဝခရီးကိုနောက်ဘဝခရီးအတွက်ကြိုတင်ပြင်ဆင်မှုတွေလုပ်အောင်အဲ့ဒါကိုဥပမာတစ်ခုရှင်းပြမယ်မြတ်စွာဘုရားယထာတာဂတိကောမတ္ထံတမံဟိတဝမဟာပဋ္ဌံဝိတမံမေကမာရုံရှာအခိစိန်နောဝဇာယတိလှဲသမားဟာဒီဖြောင်းနေတဲ့လမ်းကောင်းရိုးလမ်းကြီးကမသွားပဲနဲ့ဖြတ်လန်းဆိုတာရှာပြီးတော့သွားတဲ့လှဲသမားဟာညီညာတဲ့လမ်းကြောင်းကမသွားပဲနဲ့ဖြတ်လန်းကသွားတယ်လှဲသမားဟာဘာဖြစ်လဲဝင်ရိုးကျိုးပြီးတော့လမ်းမှာတင်ဒုက္ခရောက်တယ်နော်ကိုသွားနေချအများသွားနေတဲ့လမ်းကြောင်းကြီးကမသွားပဲနဲ့လမ်းဖက်ထွက်ပြီးတော့မကောင်းတဲ့လမ်းကိုရွေးချယ်ပြီးတော့သွားလိုက်တဲ့လှဲသမားသည်လှဲဝင်ရိုးကျိုးပြီးတော့ဒုက္ခရောက်တယ်လို့ပဲဧဝံဓမ္မာအပက္ကမအဓမ္မမနုဝတ္တိယအများသူတော်ကောင်းတွေလျှောက်လန်းတဲ့လမ်းကြောင်းကြီးကနေဖက်ထွက်ပြီးတော့ဘဝစာဝတ်နေရေးကိုအကြောင်းပြုပြီးမကောင်းမှုဒုစရိုက်တွေနဲ့အသက်မွေးတယ်နော်တဘဝပဲခရီးကောင်းစားမှုအတွက်လုပ်တယ်လောကမှာရာဇဝမှုမကင်းတဲ့အလုပ်တွေနဲ့အသက်မွေးတယ်တရားဥပဒေတွေဖောက်ဖျက်ပြီးတော့ဖြတ်လန်းကစီးပွားရှားတယ်တရားဥပဒေဘောင်တွင်းကနေပြီးတော့စီးပွားမရှားဘူးဓမ္မဘောင်တွင်းကနေမသွားပဲနဲ့မဟုတ်တဲ့အလုပ်တွေနဲ့လှုပ်တာဟာဒီလှဲသမားသည်ဖြောင်းတန်းတဲ့လမ်းကိုမရွေးပဲနဲ့ခြိုက်ချင်းခလုတ်ရှိတဲ့လမ်းကြောင်းကနေစွတ်ပြီးမောင်းသလိုပဲဒုက္ခရောက်တယ်တဲ့အဲ့ဒါကိုမြတ်စွာဘုရားဟောတာဧဝံဓမ္မာအပက္ခမဓမ္မလမ်းကြောင်းကြီးကနေထွက်ခွာပြီးတော့အဓမ္မမနုဝတ္တိအဓမ္မလမ်းကြောင်းကိုရွေးချယ်ပြီးတော့ရှောက်ပြီးဆိုရင်နောက်ဘဝမရောက်သေးဘူးတဲ့မန္တောမစ္ဆုမုခံပတ္တောနောက်ဆုံးအချိန်ရောက်လာပြီနောက်ဆုံးအချိန်ရောက်လာပြီသေရတော့မဲ့အချိန်ရောက်လာပြီဆိုလို့ရှိရင်ပဲအခိစိန်နောဝဇာယတိဝင်ရိုးကျိုးသွားတဲ့လှဲသမားရဲ့ကြံမိုက်မှုမျိုးဘာမှမတတ်နိုင်တော့ပဲနဲ့ဘဝခရီးမှာလက်မှန်ချပြီးတော့ဆင်းရဲဒုက္ခနဲ့ကြုံတွေ့ရတယ်လို့ဆိုတာမြတ်စွာဘုရားဒီသုတ္တမှာဒီလိုဟောတာ